မင်္ဂလာပါရှင်ဒီ Teacher Spin Class မှာကြိုဆိုပါရစေဒီနေ့ပြပြပေးခြင်းတဲ့ကျောင်းရလေးကတော့ fixed phrases လို့ခေါ်ပါတယ်ဒီ title လေးကတော့ FIXED fixed PHRASES phrases fixed phrases လို့ခေါ်ပါတယ် phrases ဆိုတာကတော့ groups of words ပေါ့နော်စကားလုံးစုလိုက်လေးတွေကို phrases လို့ခေါ်တာဖြစ်ပါတယ်ဒီစကားလုံးလေးတွေကသူတို့တစ်လုံးချင်းစီပဲရှိမယ်ဆိုရင်တော့အတိတ်ပဲလေးကတစ်မျိုးဖြစ်နေပြီးတော့ group လိုက်တွဲလိုက်တယ်ပေါ့နော်စကားလုံးလေးကိုစုလိုက်တဲ့ phrases လေးဖြစ်သွားရင်တော့မတူညီတဲ့အတိတ်ပဲလေးတွေဖြစ်သွားတတ်ပါတယ်ဒီလိုစကားစုလေးတွေကိုတော့ idioms လို့လည်းခေါ်ပါတယ်ဒီနေ့တော့အဲ့ဒီ fixed phrases တွေထဲမှာ၃ခုကိုပြပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ out of the blue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  မမျှော်လင့်တဲ့အချိန်မှာဖြစ်လာတာမျိုးကို out of the blue လို့ပြောလို့ရပါတယ်ဥပမာအနေနဲ့ I didn't know they were coming I didn't know they were coming သူတို့လာမယ်ဆိုတာကိုငါမသိခဲ့ဘူးပေါ့နော်အဲ့တော့သူတို့ရောက်ချလာတဲ့အခါမှာphrases ဆိုတာကတော့ groups of words ပေါ့နော်စကားလုံးစုလိုက်လေးတွေကို phrases လို့ခေါ်တာဖြစ်ပါတယ်ဒီစကားလုံးလေးတွေကသူတို့တစ်လုံးချင်းစီပဲရှိမယ်ဆိုရင်တော့အတိတ်ပဲလေးကတစ်မျိုးဖြစ်နေပြီးတော့ group လိုက်တွဲလိုက်တယ်ပေါ့နော်စကားလုံးလေးကိုစုလိုက်တဲ့ phrases လေးဖြစ်သွားရင်တော့မတူညီတဲ့အတိတ်ပဲလေးတွေဖြစ်သွားတတ်ပါတယ်ဒီလိုစကားစုလေးတွေကိုတော့ idioms လို့လည်းခေါ်ပါတယ်ဒီနေ့တော့အဲ့ဒီ fixed phrases တွေထဲမှာ၃ခုကိုပြပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ out of the blue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  မမျှော်လင့်တဲ့အချိန်မှာဖြစ်လာတာမျိုးကို out of the blue လို့ပြောလို့ရပါတယ်ဥပမာအနေနဲ့ I didn't know they were coming I didn't know they were coming သူတို့လာမယ်ဆိုတာကိုငါမသိခဲ့ဘူးပေါ့နော်အဲ့တော့သူတို့ရောက်ချလာတဲ့အခါမှာ out of the blue အဲ့လိုလေးပြောပါ